မျောလင်းတော့ပါဘူးအဲ့လိုဖြစ်နေပြီ Manchester City အသင်းကတော့ဒါ Nottingham Forest အသင်းရဲ့ကွင်းလဲလို့ Anderson ကိုဒါ116သန်းနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ဒါ Fabrizio Romano ရဲ့ report အရသိရပြီဖြစ်ပါတယ်ဒါ Manchester United ကဒီနွေရာသီအပြောင်းရွှေ့မှာကတည်းက Anderson ကိုတော်တော်လေးလိုချင်နေခဲ့ပြီးတော့သူတို့ဒီ Man United အသင်းရဲ့ကွင်းလည်လိုအပ်ချက်အတွက် Anderson ကိုအဓိကပြစ်မှတ်ထားခဲ့တာပေါ့လေဒါနွေရာသီအစတုန်းကဒါပေမဲ့နောက်ပိုင်းမှာဒါ Nottingham Forest အသင်းရဲ့တောင်းတဲ့ပေါင်သန်း120ကြီးကို Manchester United အသင်းကပေးချေလိုခြင်းမရှိတာကြောင့် Manchester United ကနောက်ဆုတ်သွားပြီးတဲ့နောက်မှာဒါ Manchester City အသင်းနဲ့ဒါပြိုင်ရတဲ့ပွဲဖြစ်သွားတယ်ကစားသမားကလည်းဒီ Manchester City အသင်းကိုပြောင်းခြင်းနဲ့အဲ့လိုအနေထားမှာအခုဆိုလို့ရှိရင်တော့ Manchester City အသင်းတောက်လျှောက်လိုက်နေတဲ့ Anderson ကအခု Manchester City အသင်းကိုပြောင်းရွှေ့ခွင့်ရသွားပြီဖြစ်ပါတယ်ဒါပြောင်းရွှေ့ခြင်းအနေနဲ့ကတော့ပေါင်116သန်းပေါ့လေတခြား add on တွေဒီ bonus တွေဘာမှမပါဘဲနဲ့ငွေသားတည်တံ့116သန်းအပြည့်အဝပေးချေမှာဖြစ်ပြီးတော့ဒါကစားသမားကအခုဆိုလို့ရှိရင်ဒီ US မှာ USA မှာဒါကမ္ဘာဖလားကန်နေတဲ့အနေထားမှာသူအနေနဲ့ medical ရဲ့ဒီစစ်စစ်မှုကိုပြုလုပ်သွားမှာဖြစ်ပါတယ်ကန်နေရင်းနဲ့ပေါ့လေအဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော် Yemen Football Platform YouTube Channel နဲ့ဒါ Facebook Page လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒါ Manchester United fan တွေကတော့ Anderson ကိုတအားလိုချင်တယ်ဒါပေမဲ့သိတဲ့အတိုင်းပဲ Man United အသင်းကသူတို့ကစီးကုတ်တဲ့ဒီပိုင်ရှင်တွေက Anderson အတွက်ပေါင်သန်း120ကိုမပေးချင်ဘူးမပေးချင်တော့ဘာဖြစ်လဲမရဘူးပေါ့ဗျာဒါပဲရှိတာအဲ့တော့ Manchester City အသင်းကရသွားပြီအခုကတော့အိုး Man U အသင်းက Ederson ဒီ Atlanta ကွင်းလဲလူ Ederson ကိုဘာစီလိုက်ရွေးစင်အသင်းနဲ့ကဘာဖလားကန်နေပြီအဲ့ဒီကစားသမားတစ်ယောက်ကိုပဲသဘောတူညီမှုရရှိထားပြီးဒါပရိသတ်တွေအကြိုက်ကစားသမားလည်းမဟုတ်ဘူးဒါကတော့ဘလို့ဒီကစားသမားခြေစွမ်းတွေကိုလည်းသိကြမသိသေးတော့ပြောဖို့ကတော့စောနေသေးတယ်ပေါ့လေဘာပြောဒီလိုပရီးမီးယားလိမှာတက်တည်ပြထားပြီးသားကစားသမားအိုးဆိုလို့ရှိရင်အင်္ဂလန်လိုက်ရွေးစင်အသင်းနဲ့ကဘာဖလားမှာလုံးဝခြေစွမ်းကောင်းနေပြသနေတဲ့ Anderson ကို Manchester City အသင်းကရရှိသွားပြီပေါ့လေပြောရမှာဆိုမြင်းကိုကြိုတက်ပေးလိုက်သလိုပဲဒီ Manchester City အသင်းကသူတို့ရဲ့ကွင်းလည်မှာကစားသမားကောင်းတွေပုံအောနေတဲ့အနေအထားမှာတောင်သူတို့က Anderson ကိုရအောင်ခေါ်သွားပြီအဲ့တော့ကိုလူတို့ရေဘယ်လိုမျိုးထင်ကြလဲ Man U ပရိသတ်တွေရောဘယ်လောက်ထိအသင်းကိုမျှော်လင့်ထားကြလဲပေါ့လေပြောရမှာဆိုလို့ရှိရင် Manchester City အသင်းကသူတို့လိုချင်တဲ့အတိုင်းပဲဒါပထမအချိန်ကန်လန်တော့သူတို့ပယ်ချခံခဲ့ရတယ်အဲ့တုန်းကတော့ပြောင်းရွှေ့ကြီးဘလောက်ဆိုတာတော့သူတို့တရားဝင်ထုတ်မပြောခဲ့ပြီးမဲ့ Nottingham Forest လိုချင်တဲ့ကြေးမဟုတ်ခဲ့တာကြောင့် Manchester City အသင်းရဲ့ကန်လန့်မှုပယ်ချခဲ့တယ်အခုဒုတိယအကြိမ်မှာသူတို့အနေနဲ့116သန်းနဲ့ဒါ Nottingham Forest တောင်းတဲ့တန်း120လောက်နဲ့သူတို့ကန်လန့်ခဲ့တယ်ပြောမှဆိုရှင် Nottingham Forest လိုချင်တဲ့ကြေးအနေအထားလောက်ရရှိသွားတဲ့အတွက် Nottingham Forest ကဒါ Man City အသင်းကိုရောင်းချတော့မှာပဲဖြစ်ပါတယ်ဒါလေးဗျာအတန်းစူးနေတယ်အဲ့လိုအနေထားမှာအခုဆိုရင် Man City ကတော့သူတို့ရဲ့ကွင်းလယ်မှာ update မြင့်ဖို့အတွက် Anderson ကိုခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါ Man City အသင်းရဲ့ကစားသမားတွေများတယ်ဆိုပေမဲ့ဒီကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်သူတို့နဲ့ Rodri ကလည်းအသက်အရွယ်ရလာပြီဒီ Kovacic ဆိုလို့ရှိရင်လည်းအသက်လည်းကြီးလာသလိုဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့အတွက် Kovacic ကိုလည်းရောင်းချဖို့ရှိပြီးတော့ဒါ Reina တို့ဒီ Gonzalez တို့လိုကစားသမားတွေပဲရှိတဲ့အနေအထားမှာသူတို့အနေနဲ့ Anderson လိုထောင်မြီကွင်းလယ်ကစားသမားnumber 6 number 8ကောင်းကစားနိုင်တဲ့ဒီ Anderson ကိုအရခေါ်ယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါ Man City အသင်းက Enzo Maresca နီးပြတော့မှာပေါ့လေနောက်ရာသီမှာဆိုလို့ရှိရင် Guardiola ထွက်သွားပြီးတဲ့နောက်မှာအဲ့လိုအနေထားမှာဒါ Enzo Fernandez နဲ့သူတို့သတင်းတွေထွက်ခဲ့သေးတယ် Enzo Maresca ရဲ့တပည့်ဖြစ်တဲ့ဒါ Chelsea မှာလက်တွဲပူတဲ့ Enzo Fernandez ကိုသူတို့အနေနဲ့ခေါ်ယူဖို့ဒါသတင်းတွေဘာတွေထွက်ခဲ့ပေမဲ့သူတို့တကယ်ကြိုက်နှစ်သက်တာကဒါ Anderson ဖြစ်တဲ့အတွက်သူတို့အနေနဲ့ရအောင်လိုက်ပြီးတော့ခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဥဆိုလို့ရှိရင်ဒါ Anderson ကဒီ US မှာပဲဒီစစ်စစ်မှုတွေပြုလုပ်မှာဖြစ်ပြီးတော့သူအနေနဲ့ Nottingham Forest ကနေထွက်ခွာပြီးဆိုပြီးတော့လည်းတရားဝင်ထုတ်ပြောသွားခဲ့ပြီဖြစ်တယ်။ Nottingham Forest ကလည်းသူတို့တောင်းနေသူတို့ကြီးနေထားလောက်ရသွားတဲ့အတွက်ဘာပြောသူတို့ကစားသမားကိုရောင်းချဖို့ဒါတရားဝင်ကြီးညာလိုက်ပြီပဲဖြစ်ပါတယ်။ Anderson ကလည်းစားကြတဲ့ကဒါMan City အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့သူအနေနဲ့ဒါထုတ်ပြောထားပြီးသားဆိုတဲ့အနေထားမှာ Man City အသင်းအနေနဲ့တခြားအသင်းတွေရဲ့ကန့်လန့်မှုတွေဘာတွေနဲ့ပြိုင်နေစရာမလိုဘဲနဲ့ Nottingham Forest တောင်းတဲ့ကြေးကိုပဲသူတို့အနေနဲ့ရအောင်ပေးဖို့ပဲလိုတာကစားသမားလည်းပြောင်းခြင်းနဲ့
သူတို့ပြိုင်ခေါ်မဲ့အသင်းတွေကလည်းမရှိတဲ့အတွက် Man City အသင်းကတကောင်နဲ့ပြေးပြီးတော့ဒါ Nottingham Forest တောင်းနဲ့ကြီးကိုပေးပြီးတော့ခေါ်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့် Manchester City ညီကိုတွေနဲ့ဘယ်လောက်ထိဝမ်းသာနေကြလဲဒီလိုကစားသမားကောင်းရရှိတဲ့အတွက် Man City တင်ရောနောက်နှစ်မှာ Champion ဆုကိုတဖန်ပြန်လဲရယူသွားနိုင်အောင်မလားဆိုတာကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ပေါ့လေ Man U တင်နဲ့ပတ်သက်ရင်တော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့အားရစရာတော့မရှိဘူးအီဒါဆန်တယောက်တည်းပဲသူတို့ခေါ်ယူထားနိုင်သေးတယ်ဟိုကစားသမားနဲ့ထွက်တယ်ဒီကစားသမားနဲ့သတင်းထွက်တယ်ဒါပေမဲ့တကယ်ကိုမာဂီဆိုင်ကင်ကစားသမားတွေရောက်မလာသေးဘူးအဲ့တော့မန်ယူတင်ရဲ့အနေထားတော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကြည့်ရမယ်ပေါ့လေဒါလို့များမန်ယူဖန်တွေအနေနဲ့ကတော့ဒီလိုမာဂီဆိုင်ကင်နေတကယ်ကစားသမားကောင်းနေအဲ့လိုတန်းကြီးမြင့်မြင့် quality ကောင်းကောင်းကစားသမားတွေကိုလိုချင်နေဆိုပေမဲ့အသင်းပိုင်ရှင်တွေဘက်ကသူတို့ကလည်းဒီကစားသမားကိုသူတို့ကတန်းကြီးတတ်မှတ်ပြီးသားအဲ့တန်းကြီးတက်ပို့ပြီးတောင်းတဲ့ပမာဏဆိုသူတို့ကမပေးချင်ဘူးအန်ဒါဆန်လည်းအဲ့ဒီအနေထားအတိုင်းပဲသူတို့မခေါ်ပဲနဲ့အခုဆိုလို့ရှိရင် Man City ကရယူသွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်အန်ဒါဆန်အနေနဲ့ဒါအင်္ဂလန်လက်ရွေးစင်သင်းဒီကမ္ဘာဖလားအပြိုင်ပွဲအပြီးပါဘယ်ထိရောက်အောင်မလဲဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်ကမ္ဘာဖလားပွဲပြီးသွားရင်တော့ဒါ Manchester City နဲ့ချက်ချင်းပူးပေါင်းပြီးတော့သူအနေနဲ့ Man City အသင်းရဲ့တရားဝင်ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်အဲ့ဒီကမ္ဘာဖလားပြီးရင်တော့သူတို့တရားဝင်ကြေညာမယ်ပေါ့လေကိုကတော့သူတို့စစ်စစ်မှုတွေပါပြုတ်လုပ်မှာပေါ့အဲ့လိုအနေထားမှာဟုတ်ကဲ့အဲ့တော့ Manchester City ညီကိုတွေအတွက်ကတော့သတင်းကောင်းပါမန်ယူတင်ကတော့ဆက်လက်ပြီးတော့ဒါဘယ်ကစားသမားတွေကိုဘယ်လိုမျိုးရအောင်ခေါ်သွားနိုင်အောင်လဲဆိုတော့ကျွန်တော်ဆက်လက်မျှော်လင့်ကြည့်ရမှာပဲဒါကြောင့်ကျွန်တော်ရဲ့ဒီcomment လေးမှာလည်းဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးနဲ့ဒီ Facebook page ဒီ Yemen Football Platform channel လေးကို like and subscribe လေးနဲ့ဝင်ရအားပေးကြပါအောင်ကြည့်ရှုအားပေးညီကိုများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ